ရှူဖုံးကထက်ရွှန်းကိုင်းရဲ့တောင်ပိမှန်တကားဝအပြင်ဘက်မှာရှိတဲ့အေယာမဝိုက်ကျိတ်ကြောက်စင်းကွင်းပြင်ကြီးဝိုက်ကျိတ် Plaza ကိုလှမ်းကြည့်ပြီးတက်ပြင်းတခြားခြားနဲ့ပြောလိုက်တယ်ဒီလောက်အထိခန်းနားထဲဝါနေလဲဘာထူးမှလဲဗျာတကိုင်းလုံးအပေါ်ရန်သူတော်ကောင်းရောင်ဆောင်တဲ့အောက်တန်းစားတွေကြီးပြည့်နေတာပဲဥစ္စာဘေးကမူရွှဲကလည်းကျမလဲဒီလိုမျိုးနာမည်ကြီးဂိုင်းကြီးတွေကိုတခါမှအထင်မကြီးခဲ့ဘူးလို့အေးဆက်ဆက်လေးတန်းနဲ့ဝင်ထောက်ခံတာပေါ့ကျွန်တော်ကတော့လက်တွန်းလဲအိုကြီးကိုမိထားရင်ပါဆက်မှာမျက်ပင်တပင်ကိုကြိုက်ကစိမ့်နဲ့သူတို့ကိုဂယုစိုက်မနေပါနဲ့ကွာငါတို့ရဲ့တန်တဲ့အိုးတွေကိုပဲအာယုံစိုက်ပြီးရောင်းကြစို့တလုံးကိုအောက်ဆင့်ဝိညာဉ်ကြောက်တုံးငါတုံးစီပဲဈေးလုံးဝမစစ်နဲ့နော်လို့မှာလိုက်တယ်ကျွန်တော်တို့လည်းဆိုင်ကင်းလို့ရောင်းဖို့အပြင်ပဲရှိသေးတယ်ဘေးနာကနေနားမခံတာတဲ့ရိုင်းဆိုင်လာတဲ့အော်ဟစ်တန်ကြီးတစ်ခုဝန်းကနေထွက်ပေါ်လာပါတော့တယ်ဗျာဘဲကလာကရတဲ့တောသားတွေလဲဟာဘာတန်ဖိုးမှမရှိတဲ့အမိုက်ဆုပ်တွေကိုငါတို့ထက်ရွှန်းကိုင်းရဲ့တောင်ပိမှန်တကားဝရှိမှလာပြီးဆိုင်ကင်းရဲတယ်ပေါ့လေကျွန်တော်တို့မောကြည့်လိုက်တဲ့အခါထက်ရွှန်းကိုင်းရဲ့ဝစ်စုံတွေကိုစင်တူဝစ်စင်ထားတဲ့လူအနေငယ်ကိုလှမ်းမြင်လိုက်ရတယ်အဲ့ဒီအထက်ကအတွင်းစီးတစ်ပက် intersected symbol ဝစ်စုံကိုဝစ်ထားတဲ့လူငယ်တယောက်ကတော့နှာခေါင်းကြီးတောက်တောက်နဲ့မောက်မောက်မာမာရှောက်လာတာဗျအဖွဲ့ကိုဥဆောင်လာတဲ့သူကတော့လွန်ခဲ့တဲ့ရက်ပိုင်းကမော်တော်အုတ် Dark Forest ထဲမှာလင်ချင်းချိုးရဲ့လန်ချက်တန်ရာကြောင့်လဲကျကြံခဲ့တဲ့တပည့်ကြီးစီနီယာအကူကြောက် Senior Brothers ရဲ့ဖြစ်နေတာကိုမထင်မှတ်ပဲဒီကောင်ကတကယ်ကိုကန်ကောင်းလို့ရွှေနီမိုးကျိုးဝဝင်ကြီး Crimson Gold Thunder Bear ရဲ့ဗစက်ထဲကနေအသက်ဘေးကလွတ်မြောက်လာခဲ့တာပဲဗျာဒါပေမဲ့သူ့ရဲ့ထောနဲ့ရှောက်လန်းလာတဲ့ပုံစံကိုကြည့်ုံနဲ့လေဒဏ်ရာအပြင်းထန်ရထားသေးတယ်ဆိုတာသိချနေတာပေါ့ရှူဖုံးကသူ့ကိုမြင်ချင်းပဲတန်းပြီးမှတ်မိသွားတာကြောင့်မျက်လုံးအစုံကချက်ချင်းအေးဆက်သွားပြီးဟောဗျာဒါအဲ့ဒီနေ့ကရုံတကောင်ထက်တောင်ပိုးပြီးမြ мян ဆန်ဆန်ထွက်ပြေးသွားတဲ့စီနီယာအကူကြောက်မဟုတ်ပါလားစီနီယာအကူကြောက်ဟာရှူဖုံးကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာအစပိုင်းမှာတော့ဦးကြောင်ဖြစ်သွားပြီးမှချက်ချင်းပဲမျက်နှာတစ်ခုလုံးနာကြီးဒေါသတွေနဲ့ရဲတောက်သွားတော့တာပဲမင်းပဲအောက်တန်းစားလေလွန်းကျင့်ကြံသူကောင်အဲ့ဒီနေ့ကမင်းကအရှုံးအဆင့်ဝိညာဉ်တစ်တီးကိုခိုးယူသွားရုံတင်မကဘူးငါ့ကိုပါဝက်ဝင်ကြီးရဲ့ပါဆက်ထဲအသေးပြစ်ထားခဲ့တာမဟုတ်လားဒီနေ့မင်းငါတို့ထက်ရွှန်းကိုင်းရဲ့နေမြေပေါ်ကိုခြေချရဲမှာတော့အသက်ရှင်လေးရဲ့ပြန်ထွက်သွားဖို့လုံးဝမစင်စားနဲ့တော့သူ့ရဲ့အနောက်ကတပည့်အနေငယ်ကလည်းချက်ချင်းပဲဓာတ်ရှည်တွေကိုဝုန်းကနေဆွဲထုတ်လိုက်ကြတော့တာပေါ့ပတ်ဝန်းကျင်ကဝိုင်းအောင်ကြည့်နေတဲ့လူအုပ်ကြီးလည်းပြဿနာနဲ့ပါဝင်ပတ်သက်သွားမှစိုးရိမ်တာကြောင့်ဘေးပညာကိုကြပြကြရဖယ်ပေးလိုက်ကြတယ်ကျွန်တော်ကတော့သူတို့ကိုမျက်လုံးထောင်းကနေတောင်လှည့်မကြည့်ပဲလက်ထဲကတန်တဲ့အိုးကိုပဲဆက်ပြီးအေးလူပုတ်တက်နေမိတယ်ဒဲအိုးဝယ်မလားပြုတ်ဒဲအိုးမဝယ်ဘူးလားငါလမ်းကိုလာမပိတ်နဲ့ဒီအဖိုးကြီးကတော့တကယ်ကိုတေးချင်နေတာပဲတပည့်တယောက်ကစိတ်မရှိတော့ပဲကျွန်တော်ရဲ့ဆိုင်ခင်းထားတာကိုဓာတ်နဲ့ဝေးရန်ခုတ်ပစ်လိုက်ပြီးတန်တဲ့အိုးကိုနှစ်ပိုင်းပြတ်သွားအောင်ထိုးနှက်လိုက်ပါတော့တယ်ကျွန်တော်ကတော့ထိုင်ကုန်လေးပေါ်မှာလုံးဝမလုံးမရှက်ပဲထိုင်နေခဲ့တာပေါ့ဗျာဘေးကချူဖုံးကတော့နှာခေါင်းရှုံပြီးလှောင်ပြုံးလိုက်ရင်ခုတ်ပိုင်းလာတဲ့အဲ့ဒီဓာတ်သွားကိုလက်ပလာနဲ့ချက်ချင်းဖမ်းချုပ်လိုက်ပါတယ်ခရက်ခနဲပြတ်သားလာတဲ့အတန်ကြီးနဲ့အတူအဲ့ဒီတပည့်ရဲ့အစွမ်းထက်လာတဲ့ဝါစီရစိန်သားမြက်ကြီးဟာချူဖုံးရဲ့လက်ပလာတန်ကြောင့်နှစ်ပိုင်းကျိုးပြတ်သွားရရှာတယ်ဗျာဘာဖြစ်သွားတာလဲအဲ့ဒီတပည့်လည်းထိတ်လန့်တုန်လှုပ်ပြီးအနောက်ကိုခြေလန်းတော်များများဆုတ်ခွာသွားတော့တာပေါ့ချူဖုံးကတော့လက်ပေါ်ကတန်မုံတွေကိုပေါ့ပပပုတ်ခါလိုက်ရင်ဒီလိုမျိုးအမိုက်ဆုပ်တာနဲ့ငါဆရာကြီးရဲ့အရှိမလာပြီးဆရာကြီးလုပ်ရဲတယ်ပေါ့လေလို့အော်ပြစ်လိုက်တယ်စီနီယာအကိုကြောက်ဆိုရင်မျက်လုံးကြီးအပြူသားနဲ့မျက်စံပါထွက်မတက်ဖြစ်သွားခဲ့ရရှာတယ်ဗျာသူဟာချူဖုံးရဲ့မော်တော်အုပ်ထဲကကြောက်မက်ဖွယ်ကောင်းလာတဲ့ဆွမ်းမကားတွေကိုကိုယ်တိုင်မြင်တွေ့ခဲ့ဘူးလားကိုမိမိတို့အဖွဲ့အနေနဲ့ဒီကောင်ကိုလုံးဝရှင်လို့မရမှန်းသိတာကြောင့်သွားတွေကိုကြစ်ပါအောင်ကြိတ်ရင်မင်းတို့စောင့်နေလိုက်စမ်းပါတတိရှိရင်တော့လုံးဝရှောင်မပြေးနဲ့နော်လို့ကြုံသွားပြီးသူ့ရဲ့တပည့်တွေကိုခေါ်ကာတောင်ပိမှန်တကားဝစီကိုအဆက်တကွဲနဲ့ပြန်ပြေးကြတော့တာပေါ့မူရွှဲကမျက်မှောင်ကျုပ်လိုက်ရင်ဆရာကြီးကျမတို့အခုထက်ရွှန်းကိုင်းကိုပြစ်မှားမိသွားပြီးကြည်ရတာပြဿနာအကြီးတက်တော့မယ်ထင်နေရှမ်းကျွန်တော်ကတော့တန်းဝေလိုက်ရင်ပြဿနာဟုတ်လားငါလင်းဖန်ကတော့ဘယ်ပြဿနာကိုမှကြောက်လန့်နေမဲ့လူမဟုတ်ဘူးဟေ့ဒီနေ့ငါဆိုင်ကိုဒီနေရာမှာပဲစခင်းထားမယ်ဘယ်ကောင်ကငါ့ကိုလာပြီးပြဿနာရှာရဲလဲဆိုတာစောင့်ကြည့်ကြသေးတာပေါ့လို့ပေါ့ပပပဲပြန်ပြောလိုက်တယ်တေးချတာပေါ့မကြခင်မှာတင်ပဲထက်ရွှန်းကိုင်းရဲ့တပည့်အမြောက်များဟာတောင်ပိမှန်တကားဝါကနေဝုန်းတိုင်းနဲ့ပြေးထွက်လာကြပါတော့တဲ့အဖွဲ့ကိုဥဆောင်လာတဲ့သူကတော့စပင်းဖြူနဲ့အဖိုးကြီးတူဖြစ်ပြီးသူ့ရဲ့ကိုယ်ပေါ်ကနေကြောက်မက်ဖွယ်ကောင်းလာတဲ့အဝိညာဉ်နဲ့ဆင်အဆင့်ကျင့်ကြံသူတူရဲ့အေယာမကျင့်စဉ်အဖြစ်စီးတွေကိုထုတ်လွှတ်နေခဲ့တာဗျာသူကတော့ထက်ရွှန်းကိုင်းရဲ့ပြင်ပစီကြီးကဲတူဖြစ်နေတာကိုအဲ့ဒီအကြီးကဲရဲ့အနောက်မှာတော့စီနီယာအကိုကြောက်တယ်မကပဲကျွန်တော်တို့နဲ့ရင်းနှီးနေတဲ့အရေးတစ်ခုပါလာခဲ့တယ်ဗျာအနီယာဝစ်စုံကိုဝစ်စင်ထားပြီးမောက်မာလှပလုံးနဲ့မိမပြိုလင်းချင်းချိုးပဲဖြစ်နေခဲ့တာပေါ့ရှူဖုံးဟာလင်းချင်းချိုးရဲ့မျက်လုံးအစုံမှာတက်ဖြတ်ခြင်းအရှိန်ဝါရီဖြတ်ခနဲဖြတ်ပြေးသွားတာကိုလှမ်းမြင်လိုက်ရပြီးဆရာကြီးဟောဟိုကမိမပဲဗျအဲ့ဒီနေ့ကတောအုပ်ထဲမှာကျွန်တော်ကိုလှုပ်ဝက်ပူပေါင်းပြီးလှုပ်ကြံခဲ့တဲ့မိမယုတ်ကလူသတင်းပို့တယ်ကျွန်တော်လည်းမျက်လုံးကိုအသာလေးမိလိုက်ရင်ဩဒါဆိုရင်လည်းအတီဟောင်းကြီးဖြစ်နေတာပေါ့လို့ရေရွတ်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲအရှိကလင်းချင်းချိုးကလည်းကျွန်တော်တို့ဆရာတပည့်တွေကိုကောင်းကောင်းကြီးလမ်းမြင်သွားခဲ့ရပါပြီဗျာသူမရဲ့အကြည့်တွေကကျွန်တော်စီကိုတစ်ချက်ဝဲကျလာပြီးမျက်လုံးထဲမှာအထင်မြင်သေးမှုတွေဖြစ်ခနဲဖြစ်ပြေးသွားခဲ့တယ်ဗျာအဲ့ဒီနောက်မှချူဖုံးကိုတေးသေးချာချာစိုက်ကြည့်ရင်ကောင်းလေအဲ့ဒီနေ့ကတော့မင်းကန်ကောင်းလို့လွတ်သွားတယ်ပေါ့အခုတော့မင်းငါတို့ထောင်ချောက်ထဲကိုအလိုလျောက်တိုးဝင်လာခဲ့ပြီပဲဝိုင်းချစ်သူပုံရိပ်ရောင်ဝိညာဉ်တစ်တီးကကိုအခုချက်ချင်းထုတ်ပေးစမ်းလို့ငေါက်ပါတော့တယ်ကျွန်တော်လဲထိုင်ကုန်ပူလေးပေါ်မှာဇိမ်နဲ့ထိုင်ရင်ပြင်းရည်ပြင်းတွဲလေတံနဲ့ဩအဲ့ဒီတစ်တီးကိုငါတို့ကစွပ်ပြုတ်ချက်တောက်လိုက်ပြီးကွာတကယ်လို့မင်းတို့ကအရန်လိုချင်နေတယ်ဆိုရင်တော့ငါတပည့်ရဲ့ကိုယ်ထဲမှာအစာချေလို့ကြံတဲ့အကျွင်းကြံတွေရှိသေးတယ်ဗျာနည်းနည်းလောက်သွားနိုင်ယူမလားလို့ပေါ့ပပပဲပြန်ပြောလိုက်တာပေါ့စကားလဲဆုံးရောပတ်ဝန်းကျင်ကဝိုင်းအောင်ကြည့်နေတဲ့လူအုပ်ကြီးခမများအသက်ရှူဖို့တောင်မေးသွားကြပြီဟဲ
ဒီလူသားပန်းမဲသမားကတော့တကယ်ကိုယူသွားပြီထင်တယ်ဘလိုမျိုးတက်တိနဲ့ချမ်းရွှန်းကိုင်းရဲ့အကြီးကဲတွေနဲ့ကိုးပုံငရဲ့နဲ့ဖျားမရဲ့ဝင်စားသူကိုဒီလိုမျိုးစော်ကားရရတာလဲလို့တီးတိုးရေရွကြတော့တာဗျာလင်းချင်းချိုးရဲ့မျက်နှာလေးဆိုရင်ချက်ချင်းပဲပြနှမ်းသွားခဲ့ရရှာတယ်မောက်မာလာချီလာမိုက်မဲတဲ့လူသားရဲ့ဒါကကိုးရောင်ကြီးပုံရိပ်ရောင်နက်ဆေးမြစ်တစ်တီးလို့ခေါ်တဲ့လောကရဲ့တန်ဖိုးမဖြစ်နိုင်တဲ့ယတနာကွအဲ့ဒါကိုမင်းတို့ကစွပ်ပြုတ်ချက်တောက်ပြီးဖြုံးတီးပစ်လိုက်တယ်ပေါ့လားကျွန်တော်လဲနှာခေါင်းရှုံပြီးလှောင်ပြုံးလိုက်မိတယ်ငါတပည့်ကအသက်နဲ့ရင်းပြီးတွားကူးလာခဲ့ရတာဗျငါတို့စိတ်ကြိုက်ချက်စားတာမင်းတို့နဲ့ဘာဆိုင်လို့လဲကွအဲ့ဒီအခါချမ်းရွှန်းကိုင်းရဲ့ပြင်ပစီကြီးကအဖိုးကြီးကတကယ်ကိုမောက်မာလုံးတဲ့လူသားပဲဟဲ့ဒီနေ့ငါကကောင်းကင်ဘုံကိုစားမင်းတို့လိုအောက်တန်းစားအဝိစာကောင်တွေကိုတေးသေးချာချာပညာပေးရမှာပေါ့လို့အော်ဟစ်ကြုံဝါလိုက်ပါတော့တယ်စကားလဲဆုံရောသူကလက်ကိုဝေးရလိုက်တာကြောင့်ဟင်းလင်းပြင်းထဲမှာအေယာမဝိညာဉ်စွမ်းအင်လက်ဝါးကြီးတစ်ခုဟာလေထဲမှာဝုန်းကနေပေါ်လာပြီးကျွန်တော်တို့ရဲ့ဆိုင်ပေါ်ကိုကောင်းကင်ပြူကြမှတ်တဲ့အရှိန်ဟုန်ပြင်းပြင်းနဲ့စောင့်ကန်ခင်းချလိုက်ပါတော့တယ်ဗျာချူဖုံးကတော့ဒေါသတကြီးနဲ့ကြုံဝါပြီးအရှိကိုဝင်ခံဖို့ပြင်ဆင်လိုက်တယ်မူရွှဲကလည်းသူမရဲ့ကျိုးပဲ့နေတဲ့ပစိန်စုပ်ကြီးကိုဆွဲထုတ်လိုက်တယ်လို့စူရောက်လေးကပါအေယာမတန်တဲ့အိုးကြီးကိုလွှဲပြီးတိုက်ခိုက်ဖို့ပြင်ဆင်ကြတာပေါ့ဗျာအခြေအနေကတကယ်ကိုအန်ရကြီးလာတဲ့အခိုက်အတန့်ကိုဆိုက်ရောက်နေတဲ့အချိန်မှာလေကျွန်တော်ဟာကလတ်ထိုင်ပေါ်ကနေဖြည်းဖြည်းချင်းထွက်လိုက်ပြီးရက်ခတ်ဖို့သုံးနေတဲ့စုပ်ပြတ်တက်နေတဲ့ထမင်းရက်တောင်ဦးကြီးတာကိုလက်ထဲမှာကင်ဆောင်ရဲ့ကဘာပြတ်မတက်ပြင်းထန်လာတဲ့အဲ့ဒီဝိညာဉ်စွမ်းအင်လက်ဝါးကြီးကိုမျက်နှာမူပြီးရင်ကောင်တကောင်ကိုပုတ်ထုတ်လိုက်တယ်လို့မျိုးပေါ့ပေါ့ပပလေးပဲရက်တောင်နဲ့ဖြက်ခနဲလှမ်းခတ်ပစ်လိုက်ပါတော့တယ်ဗျာဝုန်းကြောက်မက်ဖွယ်ကောင်းလာတဲ့ပောက်ကွဲတန်ကြီးနဲ့အတူစောစောကကဘာကြီးကိုဖျက်ဆီးပစ်တော့မတက်ဖြစ်နေတဲ့အေယာမဝိညာဉ်စွမ်းအင်လက်ဝါးကြီးဟာကျွန်တော်ရဲ့ရက်တောင်ချက်အောက်မှာတယ်ချက်ချင်းပဲဘာအစအနမှမကြံပဲဝုန်းကနေကွယ်ပြောက်သွားခဲ့ရရှာတယ်ဗျတင်မကသေးဘူးဗျာရက်တောင်ရဲ့တံပြန်အားကြောင့်ပြင်းထန်လာတဲ့တုံတိုင်းမုံတိုင်းကြီးတစ်ခုဟာစန့်ကျင်ဘက်အရက်စီကိုဝုန်းကနေတိုက်ခတ်သွားခဲ့ပြီးအရှိကချမ်းရွှန်းကိုင်းပြင်ပစီကြီးကအဖိုးကြီးကိုတက်တက်ကြီးတွားရောက်ရိုက်ခတ်ပစ်လိုက်ပါတော့တယ်အဲ့ဒီအဖိုးကြီးခမများလေထဲမှာတင်သွေးတွေတပုတ်ပုတ်အန်ထွက်သွားရပြီးချမ်းရွှန်းကိုင်းရဲ့တောင်ပိတ်မှန်ဟာဝိုက်ကျိတ်ကြောက်စိမ့်မှုဦးကြီးပေါ်ကိုလုံးကနေတွားရောက်ရိုက်မိတာကြောင့်တကယ်ကိုခိုင်ခန့်လာပါတယ်ဆိုတဲ့အဲ့ဒီမုံဦးကြီးဟာအရှိန်ကြောင့်အကြောင်းတွေတစ်ဖြက်ဖြက်နဲ့ထွက်ပေါ်သွားရရှာတယ်ဗျာတကွင်းလုံးသူ့တန်တဆပြင်လိုမျိုးလုံးဝကိုစိတ်ငြိမ်သွားခဲ့ရပါပြီကျင့်စဉ်စွမ်းအားလုံးဝမရှိတဲ့လူသားပန်းပဲသမားတစ်ယောက်ကစုပ်ပြတ်နေတဲ့ရက်တောင်အိုကြီးတစ်ချက်တည်းနဲ့ဝိညာဉ်နဲ့ဆင်အဆင့်ပါရမီရှင်ကြီးကိုရင်ကောင်ပုတ်တလို့ပုတ်ထုတ်ပစ်လိုက်တယ်လို့ဗျာလွန့်ထွက်သွားတာလားငါအိမ်မက်မက်နေတာများလားမသိဘူးလင်းချင်းချိုးတယောက်လုံးဝကိုစွန့်ဦးကြောင်ကြောင်ကြီးဖြစ်သွားခဲ့ရရှာပါပြီသူမရဲ့အမြဲတမ်းအေးဆက်ခဲပိတ်နေတဲ့မျက်နှာလေးမှာအခုတော့ထိတ်လန့်ချောက်ချမှုတွေနဲ့ပြည့်နှက်လို့နေခဲ့တာပေါ့ဒီအချိန်ကြမှာပဲသူမဟာလွန်ခဲ့တဲ့ရက်ပိုင်းကလမ်းမပေါ်မှာကျွန်တော်ပြောခဲ့တဲ့ငါရဲ့တပည့်ဖြစ်ခွင့်ရတဲ့လူဟာဘဝအတွက်တကယ်ကိုအမျက်ကြီးတွက်သွားမှာပဲဆိုတဲ့စကားရဲ့အထိပ္ပယ်ကိုတိတိကျကျသဘောပေါက်သွားခဲ့ရရှာတယ်ဗျအရှိကလူကကျင့်စဉ်စွမ်းအားမရှိတဲ့တာမန်လူသားတစ်ယောက်ပဲဟုတ်ပါမလဲလောကကြီးကိုစိတ်ကုံလို့လူဝလဲပြီးပုံအောင်နေတဲ့ကအတုမဲ့ကဘာဦးမိစ္ဆာအဖိုးအိုကြီးတူဖြစ်နေတာကိုရှင်ကအမှန်တကယ်ဘသူလဲရှင်လင်းချင်းချိုးကတုံရင်နေတဲ့အတန်လေးနဲ့မေးလာခဲ့တယ်ကျွန်တော်ကတော့ရက်တောင်အိုကြီးကိုခါကြတဲ့ပြန်ထိုးထည့်လိုက်ရင်လက်နှစ်ဖက်ကိုဖြန့်ပြလိုက်ကငါစောစောကတင်ပြောပြီးပြီပဲဥစ္စာငါကတန်တဲ့အိုးလာရောက်တဲ့ဈေးတယ်ပါဗျာတလုံးကိုအောက်ဆင့်ဝိညာဉ်ကြောက်တုံးငါတုံးစီပဲမင်းတို့ထန်းရွှန်းကိုင်းကအင်းချက်ဖို့အတွက်နည်းနည်းလောက်ဝယ်မသွားချင်ကြဘူးလားလို့ပြုံးစီစီနဲ့မေးလိုက်တယ်လင်းချင်းချိုးဟာနှက်ခမ်းလေးကိုတင်းတင်းကြိုက်ထားရင်မျက်လုံးတွေကတစ်ဖြက်ဖြက်တောက်ပလို့နေခဲ့ပါတယ်ရုတ်တရက်ဆိုသလိုပဲသူမဟာတစုံတစ်ခုကိုဆုံးဖြတ်လိုက်တဲ့အတိုင်းပတ်ဝန်းကျင်ကလူတွေရဲ့အကြည့်တွေကိုလုံးဝဂရုမစိုက်တော့ပဲအရှိကို2 လမ်းလောက်တက်လာခဲ့ပြီးကျွန်တော်ကိုခါညွတ်ကရိုယိုတေတေနဲ့အကြီးကျယ်ဥညွတ်လိုက်ပါတော့တယ်ဗျာဆရာကြီးကအမှန်တကယ်ပဲလူမသိသူမသိပုံအောင်နေတဲ့တကိုးရှင်ကြီးဖြစ်နေတာပဲနော်အရင်ကချင်းချိုးအနေနဲ့ဆရာကြီးရဲ့မြင့်မြတ်မှုကိုမသိပဲပြစ်မှားမိခဲ့တာတွေကိုခွင့်လွှတ်ပေးပါရှင်ဆရာကြီးအနေနဲ့ကျမတို့ချမ်းရွှန်းကိုင်းရဲ့ဧည့်သည်တော်အကြီးအကဲအဖြစ်လာရောက်ချင်းမြင့်ပေးလို့ရမလားရှင်ပြီးတော့ချင်းချိုးကလည်းဆရာကြီးရဲ့တပည့်အဖြစ်ခံယူချင်ပါတယ်ဒီစကားလဲဆုံးရောတကွင်းလုံးမှာရှိနေတဲ့လူအုပ်ကြီးခမများဒုတိယအကြိမ်မြောက်အဖြစ်ဝုန်းကနဲ့ထပ်မံဆူညံသွားကြပြန်နေဗျာချမ်းရွှန်းကိုင်းရဲ့အမြင့်မြတ်ဆုံးကုံဆောင်ကိုးပုံငရဲနဲ့ဖျားမရဲ့ဝင်စားသူပါရမီရှင်မလေးကအခုတော့လူသားပန်းပဲသမားတယောက်ရဲ့အရှိမတပည့်အဖြစ်ခံယူဖို့ဒူးထောက်တောင်းပန်နေရတယ်လို့ဗျာ